အမြန်လန်းလောင်းမြခီးတဲ့တင်ရင်များကြက်ခိုင်မှုစစ်ရန်စစ်ဆေးရေးအဖွဲ့များဖွဲ့ပြီကျဲတယ်မဟုတ်နဲ့တော့မဖြစ်နိုင်တော့ပြောတဲ့ကောင်ဟမ်ကျွန်တော်တကယ်ပြောတာကျွန်တော်တကယ်ပြောတာဟာဒီကဘလူကောင်းလဲမင်းဖေမျက်နှာရှိနေလို့တော့ကိုရဲတို့ရဲ့ဘာဖြစ်လို့လဲဗျာဒိတ်တယ်မရှိတော့မဖြစ်နိုင်တဲ့စကားကိုပြောတာဒီလိုက်ပါနဲ့ပြောကြလားဟုတ်ဘာလို့ကိုမိုးတင်ဟာခမည်းရှိလို့ခမည်းသွားပြန်ဟာမဟုတ်ငါကမင်းဘာပြောလို့လဲကွာငါအဖေပါကွာငါ့ကိုတိုင်ပါကွာငါဆုံးမပါနဲ့မဖြစ်နိုင်တဲ့စကားလိန်မိုးကြီးခမည်းသာပြောတာလေဘာပြောလို့လဲဘာပြောရမှာလဲခမည်းတို့ channel မှာတီးတဲ့ပိန်းနေတီးတာပေါက်တော့ရှိတယ်တဲ့ဟမ်ညာမိုင်ငိုင်းနာချဗျာအဲ့လိုဆောင်းပါပါဒိတ်ပင်မရှိတယ်ဒီတက်ဒီရွယ်နဲ့လိန်မိုးကြီးပြောတာအောင်းလို့မစိုးဘူးငယ်ကိုထိုင်ကိုတက်ထိုင်ဒီနေ့တော့မှမှာဗျာကိုကိစ္စနဲ့ကိုစိတ်ညစ်ရတယ်။ तू ကလိန်မိုးကြီးပြောတယ်ကျွန်တော်ဒေါသဖြစ်ပြီးစိတ်မထိရလိုက်ရိုက်တာ။ဒါဒေါသဖြစ်တော့တဲ့အရာပဲမဟုတ်တာပြောတာပဲဒီကလေးကွာအမှန်တော့ကလေးကဘယ်လိုခေါ်မလဲဗျာတားလေတယောက်တည်းတားလေတယောက်တည်းဆိုတော့ကျွန်တော်ကအလိုလိုက်ထားတာမေကလည်းအလိုလိုက်ကျွန်တော်ကလည်းအလိုလိုက်ထားတော့ကလေးကတင်တိုင်းကြီးရှောက်ပြောနေတာဟုတ်ကောင်းဗျာတခွန်းမှမပြောအဲ့လိုမဟုတ်တယောက်တွေရှောက်ပြောနေတာအမှန်ကိုရဲတို့ခင်ဗျာအဲ့ဒါပိန်းနေသည်မဟုတ်ဘူးဗျာအမှန်ပိန်းနေစီအဲ့ဒီပိန်းနေစီကြီးကိုကျွန်တော်တို့မိသားစုတွေဒီလိုခွဲချမ်းစိတ်ဖြာပြီးတော့နှစ်လလောက်ရှိပြီအဲ့ဒီပိန်းနေစီကိုငါပြရက်ချက်လိုက်ကြော်လိုက်ပြုံးလိုက်ထုံလိုက်ဟာတုတ်စားလိုက်အမျိုးမျိုးလောက်စားနေတာဗျာအဲ့ဒါလေးပုံတပုံမရှိတရှိအဲ့ဒါကိုမိမလုပ်တဲ့လူကကျောင်းကုန်းကအမျိုးတွေစီလက်ဆောင်ယူသွားခြင်းလို့ဆိုပြီးတော့အဲ့ဒါတည်င်းခွဲအိတ်နဲ့ထည့်ပြီးတော့မဆန်းလို့နှစ်ခုခွဲပြီးတော့အဲ့ဒါမနဲ့ကယူသွားလေရဲ့နှမို့ဆိုခမကြုံပြနေတာပေါ့ဗျာပေါက်လောက်ရှိတာပိန်းနေသည်မဟုတ်ဘူးပိန်းနေသည်မဟုတ်ဘူးအမှန်ပိန်းနေစီအဲ့ဒီကောင်အစိမ့်နဲ့အတီးများမှပြောတယ်ဟိုကျေးဇူးတင်ပါတယ်ကွာဟိုကျွန်တော်ကိုကိစ္စလေးရှိလို့ပြောဘုန်းကြီးကျောင်းကဆရာတော်ကလာခဲ့ပါဦးဆိုလို့ဟောရှင်နေတော့ပါဦးမတော့တော့ပါဘုန်းကြီးကျောင်းလားဘုန်းကြီးကျောင်းကျွန်တော်သွားလိုက်အောင်မခွင့်ပြုပါဘူးနေပါမယ်ဘုန်းကြီးကျောင်းလည်းကျုပ်သွားကြရှိတယ်အကျုပ်နဲ့အတူသွားတာပါဗျာခင်ဗျားလည်းတရားရဲသားတို့အချင်းပဲဟုတ်လားယူနေသွားကနေကျုပ်သားကျုပ်မှားခဲ့ဦးမယ်အိမ်လည်းစိတ်မချဘူးဗျာဟဲ့တားရေညာဗျာမေလောက်တာညာမတော့အဖေဒီမှာမင်းလေးတဲ့တို့နဲ့ရွာထဲလိုက်သွားလိုက်ဘူးကွာဟုတ်ကဲ့နော်မင်းဘိုက်ဆိုင်စားနေနော်ဟုတ်ကဲ့အဖေကမစောင်းနဲ့ဟိုငွားနှကောင်နဲ့အစာကျွေးထားလိုက်တော့သားအဖေနွားနှကောင်မရှိတော့ဘူးဟဲ့မင်းဟုတ်လားဒါမနဲ့တော့ဘိုက်စားလို့မိခင်စားပလိုက်အဲ့ဒါကကြည့်ကွယ်နွားနှကောင်များမိခင်စားတယ်ဆိုတာအဲ့ဒါငါသားပေါ့လာတော့ကျွန်တော်တက်သွားလို့မရဘူးတို့အတူသွားကြမယ်လေကွာဒီကောင်မိခင်စားတယ်တော်ရဲသားလေကွာတော့ပါလေမသိဘူးကွာဒါကြောင့်ရွာထဲမှာဘယ်သူနဲ့မှမဖြစ်တာဖေးသားဆိုးလို့ဖေးဆုံးမမလာမှတ်တယ်ဖေးကသားတဲ့လေးမိုးကြီးနာတယ်အော်ပါဆိုးစီကွာအကူတူပေးတယ်ဟာဖွေးကိုတယ်တို့ရဲ့ဆော့ဆော့စီဘာဖြစ်နေရတော့တတောက်နဲ့မလေးဘာဖြစ်ရမလဲကိုတယ်တို့ရဲ့ဘာတွေဖြစ်နေတာလဲဖြစ်နေရတော့အဲ့တယ်လားဟာခိုင်းရပါဟာဘယ်ကနေလက်လာကြလဲစောစီဗျာမပြောချင်တော့ပါဘူးဒါနဲ့ဟိုမင်းတို့တွေကစဘာဝယ်ဖို့ကိစ္စပဲလားတော့ကိုစီကိုတဲတယ်လားစဘာဝယ်ဝယ်တော့ဘူးကိုရဟိုကျွန်တော်တို့ကအခုရှင်းဟောင်းပစ္စည်းလိုက်ဝယ်ရှင်းဟုတ်ပြီဟာကျွတ်လို့ရှိမှတော့ရောင်းဖို့ဘာမှမရှိရှင်းအောင်နော်ကိုတယ်တို့ကဘဟုတုတရှိတော့ကိုတယ်တို့စီရှာလို့ရမလားဆိုပြီးဝင်လာတယ်ဘာရှာကျွန်တော်ရှာနေတဲ့ရှင်းဟောင်းပစ္စည်းကတီဝမင်းဟမ်စူဖျားလက်ဆောင်လို့ကုတော့ကဘယ်ဘက်လက်ကကင်သွားတဲ့မီးအဲ့ဒါရှာနေတာအဲ့ဒီမရှိတော့ဗျာခင်ဗျားတို့ကလေကျွန်တော်စိတ်ညစ်လာတဲ့အရာတွေခင်ဗျားကိုခေါင်းမှာပုံတော့မယ်ဒါကတော့မှလည်းမသိဘူးဒီကြီးမူကြီးရှောက်လို့အဓိပ္ပာယ်မရှိတော့ဟိုသားဖပေါ်ကြားမယ်ဒေါသခင်ဗျားတို့ပေါ်ပြောင်းသွားမယ်နော်ဒေါသပြောင်းသွားမယ်ကိုရဲတို့ဘယ်သားဖရွာတွေကဗျာရွာတွေကဥမိုးတိန်တို့သားဖတိုက်ပြီးလင်းကြီးမိုးကြီးနိုင်တာပဲနေပါဦးဟိုโอเคနဲ့ပြောချိုလေးကြီးမိုးကြီးကသူတို့မမီဘူးဆိုတော့ခင်ဗျားတို့မမီခင်ဗျားတို့မမီဘလို့မို့သူသားကျွန်တော်ဘာရင်ကျွန်တော်အိမ်ရှိမှာကိုယ်ကိစ္စနဲ့ကိုစိတ်ညစ်လို့ထွက်ထိုင်နေတာဦးလေးတဲ့ဦးလေးကိုကျွန်တော်ပြောတယ်ကျဘာလဲဆိုတော့သူတို့ channel မှာတီးတဲ့ပိန်းနေသည်ကပေါက်တော့ရှိတယ်တဲ့လေပိန်းနေသည်ကပေါက်တော့ဟာဗျာမဖြစ်နိုင်တာဗျာမဖြစ်နိုင်ဘူးဟဲ့ကောင်ငါစိတ်ညစ်တယ်မပြောနဲ့ဆိုတော့အတင်းဒီစကားပဲပြောတာဦးလေးမယုံဘူးလားကျွန်တော်မလေးပြလိုက်ခြင်းနဲ့တကယ်ပိန်းနေသည်ကပေါက်တော့ဆိုတော့ငါလဲဒေါသဖြစ်လို့လိုက်ရိုက်တော့သူအိမ်မော်သူတို့အိမ်ထဲကိုတက်ပြေးတယ်လေအိမ်မော်တက်ပြေးတော့ငါလဲဒေါသဖြစ်နေအိမ်မော်တိတက်ရိုက်တာဟာ
အဲ့ဒါသူ့ဖေကဘာဖြစ်လာလဲဆိုအကျိုးကြောင့်မေးလဲမရောငါဒီလိုဒီကြောင့်ပဲရှင်းပြတော့ဘာမှမကြိုက်ဘူးသူ့သားကိုပြောင်းလို့ထိုက်ရတယ်ဒီကလေးကဘူးတုဒ္ဒမရှိဘူးတဲ့အဲ့ဒါပုတ်လို့ရှိတယ်ပိန်းလေးသေးမဟုတ်ဘူးအစီတွေတင်းတဲ့ဆိုသေးတယ်အဲ့ဒီပိန်းနေစီဟာတဲ့သူတို့မိသားစုချက်စားလိုက်ပြုတ်စားလိုက်ငပြားကြီးစီတက်လှုပ်စားလိုက်နဲ့နှစ်လတော့စားလို့မကုန်ဘူးတဲ့ဗျာ ဖျားရေဒီပိန်းနေစီကြီးတာ အဲ့ဒါနေအောင်မပြီးသေးဘူးဒစိတ်ကြံနေတဲ့အဲ့ကြံတဲ့ဒစိတ်ကိုသူ့မိမဘာလဲဟိုရေကြီးဆိုလားကြောင်းကုန်းဆိုလားအဲ့ဟိုသွားမှာအမျိုးတွေရှိသွားမှာမလို့အဲ့ကြံတဲ့ဒစိတ်ကိုတဒင်းခွဲအိတ်ထဲကိုမနဲ့ထိုးသိပ်ပြီးတဲသွားရတယ်တဲ့ဗျာ ချီရလက်ချကြီးပဲ အဲ့လောက်ကိုလေကြီးတာတဒင်းခွဲကျွန်တော်တို့ကဖြစ်နေတာ ဘာရင်းနေရလား ထိုက် ဘယ်လိုဘာတွေသဘောကျပြီးရှိနေကြတာလဲ ဟော ပြောဘာတွေသဘောကျနေကြလဲ ဘာမှမဟုတ်ပါဘူးဗျာကျွန်တော်မိမအဲ့ဒါ ဩဒါ ဒါမျိုးကကျွန်တော်ဧည့်သည်လေ ဩ ကျွန်တော်ကပဲဝန်နန်းဝင်တွေပေါ့ ကိုရဲတို့ရဲ့တငယ်ချင်းတွေလား ဟုတ်ကဲ့ဟုတ်ကဲ့ ဟာကိုရဲတို့ရဲ့တငယ်ချင်းတွေဆိုတော့ကျွန်တော်တို့လည်းတငယ်ချင်းလိုပဲဆက်ဆံပါ ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်โอเคပါ ကျွန်တော်နာမည်ကကိုမိုးတိန်နဲ့ ဟောကိုတယ်မှတ်ထားမယ်နော်တွေ့ရတာဝမ်းသာပါလေ ဒါ ပြောပါ ပြောတာ ငါပြောပါဦး ငါ မင်းတို့ကြားလိုက်လားမသိ ဘာတော့ ဘာလဲပါလဲ ဘူးဟိုတလောကမလေးရှားမှာစွန်လွတ်ပြိုင်ပွဲကြားလိုက် အဲ့သိပြီ အေးအဲ့ဒီစွန်လွတ်ပြိုင်ပွဲကိုမြန်မာနိုင်ငံကငါ့ကိုရွေးတယ်ဗျာ ဖျားရေ ဟိုစွန်လို့ပြန်ပွဲမှာမြန်မာနိုင်ငံမှာခမောက်ယူချင် မြန်မာနိုင်ငံမှာစွန်လွတ်ပြိုင်ပွဲငါ့ကိုရွေးလဲရွေးလိုက်ကောအဲ့မှာသူတို့ကစွန်ချိုးဖို့ဆိုပြီးတော့30ချပေးတော့ဗျာအဲ့30 ဆူချိုးဖို့30ချတယ် ဟုတ်တယ်ဒါတော့ငါ18သိန်းပဲသုံးလိုက်တယ်2သိန်းကတော့ငါပြန်အပ်လိုက်တယ်ပေါ့ကွာဆို18ဟမ် ဒီတော့18သိန်းကုန်ခံတဲ့ဆွန်ကဘလို့ဆွန်မျိုးလဲခင်ဗျာဆွန် ခတ်တော့တာ ဘလို့ချိုးတာလဲပြောပါ ဘိုးတုဒ္ဒနဲတယ်အထွေထွေဘိုးတုဒ္ဒနဲတယ်အေးပေါ့လေဓာတ်တိုင်မရှိပဲပြုတ်တယ်မရောက်တဲ့နေရာနေတော့ဘိုးတုဒ္ဒနဲပြီပေါ့ ကဲပါထားပါတော့ပဲကျွန်တော်ဘူးသူတာနဲလို့မေးပြီကဲပဲဘူးသူတာရှိတယ်လို့ပြော 18သိန်းကုန်တယ်ဆိုတာကဝါဒီတို့မြေနုဝါဘက်မှာဝါမကောင်းဘူး ဟုတ်ကဲ့ နိုင်ငံတကာနဲ့အဆင့်မီအောင်လှုပ်ရမယ်ဆိုစွန်လှုပ်ဖို့ဝါကိုစွန်ချိုးဖို့ဝါကိုကချင်ပြည်နယ်တောင်တန်းဒေသမှာတော့တက်ခိုးရတယ်ဗျာ ဒီဆွန်ချိုးဖို့ဝါအချိန်ပြင်းနေတိတဲ့ ကချင်ပြည်နယ်တောင်ပေါ်ဟိုတောင်တန်းဒေသမှာသွားခိုးရတယ်တောင်ပေါ်ကဝါအမတန်ကောင်းတာနောက်ပြီးတော့စက်ကူကြတော့တရုတ်ပြည်မှာသွားဝယ်ရတာဗျာ ဒီဆက်ကူနဲ့မရဘူးလား ဒီရက်စက်ကူနဲ့မရမလဲနိုင်ငံတကာအဆင့်မီလေးစွန်လွတ်ပြိုင်ပွဲလေဒါဝင်ဖို့လေနောက်ပြီးတော့အချီစွန်လွတ်ဖို့အချီကြတော့အိန္ဒိယမှာသွားဝယ်ရတာဗျာ ဒီမှာရှိတယ်အဲ့ချီ လဲသုံးလို့ရမလဲဟိုအိန္ဒိယအချီအစ်စ် ဟောတာကြောင့်18သိန်းလောက်ကုန် အဲ့ဒါကြောင့်18သိန်းလောက်ကုန်သွားတာဒါတော့မှမယ်လေမောင်းတော့ကောင်းတဲ့ငါနဲ့ကရင်းနှီးလို့ ဒါ လေမောင်းတော့ငါနဲ့ကောင်းရင်းနှီးတော့သူတို့ကလေငါ့ကိုတစ်ဝက်ပဲယူမယ်ဆိုတော့ငါလိုက်သွားတာဗျာဟမ် လေရင်က လေရင်ကတဝက်ရင်းနှီးလို့တဝက်နဲ့ယူတယ်လို့ရှိလို့လား ရှိတယ်မင်းတို့လက်ထက်မှာမရှိမမဲငါလက်ထက်မှာရှိတယ် ဟောဒီမှာထားပါတော့ရှိပါတော့ရှိ အဲ့မဲ့ဆိုလို့ပြိုင်မနီးတော့ကွာဆိုလို့ပြိုင်မနီးလဲနီးတော့တို့ဒီမြန်မာနိုင်ငံဆိုလို့မဲ့အဖွဲပေါ့လေတို့ခေါင်းဆောင်လဲပါတယ်ကွာအဲခေါင်းဆောင်နဲ့တို့ငါတို့တစ်ခါသွားကြတယ်သွားလဲတော့လင်းဝင်းရောက်ပေါ့ကွာလင်းဝင်းလဲရောက်ပေါ့တခါတော့ငါဒီကောင် ဘာဖြစ်တော့ ဘာဖြစ်တာခလေးမွေးကျင်တယ် အေးဘောကိုလာရှိပြီဘယ်အဟောမလဲတော့ဟိုပန်းလက်ဘာလဲ တွန်းလို့ဘာလဲ ဟာဒုက္ခပါလက်ထွင်ကွာ လက်ထွင်ဆိုတော့ဘာလဲ အိမ်သာကွာကဲရှင်းပြီလားအိမ်သာဆိုအိမ်သာပြော ခင်ဗျားလည်းတော်သားကျွန်တော်လည်းတော်သားရှင်းရှင်းလင်းလင်းပြောပါလားဗျာ နိုင်ငံတကာအဆင့်မီတွားပြီးစွန်လို့ရမှာလေဒါတော့ကကြက်ထားသေးတယ် အေးပါထားပါတော့အဲ့မှာလေမင်းတို့ပြောတဲ့အိမ်သာပေါ့ကွာအိမ်သာသွားခြင်းလေဆိုပြီးတော့ငါအဲ့လေးစပယ်အောင်ငါပြောပြ ဒီမှာစပယ်ရရှိ ရှိတယ်လေကောင်မလေးတွေစပယ်လုံးနေတာလေ စပယ်ရမကြောက်ဘူး ကားစပယ်ပဲကြားဘူးလေဗျာ အခုစပယ်ဖြစ်သွားပြီ ဟောလေရင်ပါလေရင်မယ် မင်းတို့လေရင်မင်းတို့စားတဲ့ဖတ်ဘူးလားမဟုတ်လားမင်းတို့လေရင်ဘယ်နှစ်ယောက်စီးဘူးလို့ဒုက္ခပဲဟာအဲ့လေစပယ်အခုပြောင်းသွားပြီ ကောက်လိုက်တော့ အဲ့မလေစပယ်အောင်ကမင်းကြည့်တော့ဟိုနေ့နဲ့ဒီလေပေါ်မှာကိစ္စရှင်းလို့ရပါတယ်တဲ့ဟာလေငိုတော့မသွားချင်ဘူးလို့ခင်ဗျာအောက်ကခေါင်းပေါ်ကြကုန်ဘယ်လိုလုပ်မလဲကိုယ်စိုးရင်လားမဖြစ်ဘူးလို့ကျွန်တော်ဒီမှာပဲသွားပြစီဟိုငါတို့ရဲ့ဟိုနေအုတ်ချုပ်တဲ့ခေါင်းဆောင်ပေါ့ကွာအုတ်ချုပ်ယူပြောပြီးငါခါတဲ့အဲ့မတိုင်းနဲ့ငါသွားတယ်အိမ်သာသွားပြီးတော့အိမ်သာပြန်တော့လေရင်မရှိတော့ဟာ မရှိတော့ဘယ်တော့ လေးငါမေးကြည့်တယ်အဲ့လေရင်ဂိမ်းမှုကိုလေငါမေးကြည့် ဟာလာပြန်ပြီ လေရင်က ဟာလေရင်လည်းဂိမ်းထိုးရတယ်ဟာဘာလဲဟာအားကြီးပဲမင်းမရောက်လည်းမရောက်ဘူးကွနော် လေခင်မှုကဘလို့ပုံစံလဲ ဟာဘလို့လဲတော့အောက်ထုံးနဲ့
ဒီနားမှာလာပွင့်နေနေငါတွေ့တယ်ဘာကောင်လဲတော့မသိဘူးကွာအဲ့မှာလေရင်ကိတ်မှုအဲ့မှာသူငါမဲကြည့်တာလေရင်ဆိုတာအချိန်နဲ့ထွက်တာပါတဲ့ဒါကြောင့်မလို့တဲ့မစောင့်နိုင်တဲ့အတွက်သွားပြီတဲ့မောင်းသွားပြီထွက်သွားပြီငါစိတ်ကကြောက်ဒါပေမဲ့ဒီအလုပ်ငါမဖြစ်ဖြစ်လုပ်မယ်ဆိုပြီးတော့ အေးပေါ့ကွာစင်းပေးပြီးသား စင်းပေးပြီးသားဖြစ်ငါကားရှိုးတော့သွားပြီးတော့ငါလေကူစာသွားဝယ်လေကူစာတစ်စီးသွားဝယ်တော့လေကူစာမရှိဘူးလေလောလောလေ BMW လားအဲ့ BMW တော့ရှိတယ်ဆိုတော့အဲ့ BMW တစ်စီးဝယ်ပြီးတော့ငါချောင်းအောင်လက် သွားမှာ ဟုတ်ခမမလေးရှားကိုသွားမှာ ဆိုတော့မခံရင်လို့သွားလို့မရတော့ဘူး အော်မမီတော့လို့ ကိုပါတော့စင်းနေကကိုမပါတော့အဲ့မှာသူတို့နဲ့အပြန်လွတ်မယ်ဆိုပြီးတော့ငါအဲ့ချောင်းအောင်လက်သွားချောင်းအောင်ရောက်လဲရောက်ကိုလဲရောက်ဘီယာတွေငါကောင်းမှာငါအပြစ်တင်သွားတာအပြစ်တင်သွားပြီးကိုလဲရောက်လဲရောက်တော့ခါကဆုံကောက်လို့ပြီးတင်းတာတော်တော်ပြောရရင်ကဆုံရှိနေကြိုးတွေအကုန်လို့တာဆုံကောင်းဝင်လေးနဲ့မိပြီးညင်သွားပြီညင်သွားမှန်လို့နဲ့ကောက်ပြီးဆုံလမ်းကြည့်ဟာဆွမ်းညေခံကြအဲ့မှာဘီယာလေးမြုံလိုက်မှန်လို့လေးနဲ့ဆုံကြည့်လိုက်တယ်ငါရတာခါနေလားအဲ့ဒီချောင်းအောင်အဲ့ဒီချိန်မှာခါတော့ဖုန်းထဲကို message ကိုဝင်လာ message ကဘယ်လိုဝင်လာလဲကွန်မိုးတွေနဲ့ခမည်းစွန်ဟာကျွန်တော်လေရင်လမ်းကြောင်းနဲ့မလွတ်တဲ့အတွက်ဖယ်ပေးပါ နေပါဦးဒီ message ကခမည်းလေအစွန်ကသူ့လေနဲ့မလွတ်လို့ခမည်းစွန်မှသူတို့ကဘယ်လိုလုပ်ဒီ ဟာပဲလာကြီးလားတုံးလာကြီးလားထောင်တန်းရဲ့ ဘယ်တော့လောက်ပါ မင်းကဲတော့မလို့ဘူးမင်းအခုနောက်ပိုင်းမင်းကတော့ထောင်တန်းနေရှောက်လုပ်နေတယ် အဲ့လေခမည်းဖြစ်နိုင်တဲ့စကားကိုပြောလိဗျာ ဟေးကောင် ခ ကြီး မည်းစွန်မှဘယ်လိုသိ နိုင်ငံတကာအဆင့်မီလေစွန်လုပ်ပြီးတဲ့ဓာတ်ပုံရိုက်ပြီးတော့အင်တာနက်တင်ထားတော့ငါစွန်မှသိတာဗောဟာ ကိုနဲ့ဓာတ်ပုံလေးနဲ့သူ့စုံလေးနဲ့အင်တာနက်မှာတင်ထားတာ အဲ့ဒါတော့ငါစွန်မှသိတာဗောအမကွန်မိုးတွေနဲ့ခမည်းစွန်နဲ့ကျွန်တော်လေလမ်းကြောင်းနဲ့လေလမ်းကြောင်းနဲ့မလွတ်လို့တဲ့ငါဖယ်ပေးလိုက်ပါဒါလည်းပြန်ပြီးပို့ပေးလိုက်တယ်လေလုံးဝမဖယ်ပေးနိုင်မှာမင်းတို့လေရင်ရှောင်မောင်းသွားလိုက်ပါမစိတ်ကြ မမပဲပေါ့ ပိုင်နေပြန်လဲပုံတိတ်မချဘူးစက္ကန့်ပိုင်းအတွင်းမှာဟာလေရင်ငါစွန်ဝင်တိုက် အဲ့ဒါခမည်းစွန်ပြဲပြီးတော့ ပျက်စီးသွား လွတ်သွားတာ ဝေးတယ်ကချင်ပြည်နယ်တောင်တန်းဒေသခုတ်လာတယ်ဝါဟာအိန္ဒိယလာတယ်အချီတရုတ်ပြည်ကစက်ကူလွတ်နေတာကမော်ဒယ်စွန်အတောင်အောင်လေရင်ဝင်လဲတိုက်လဲတိုက်အဲ့လေရင်မီးဝတ်ဟူးဆိုဖတ်ပြီးတော့အိန္ဒိယတုံးလာတယ်ဝူးတိုက်လို့လေရင်အဲ့အိန္ဒိယသမုဒ္ဒရာတွေပြုတ်ကြတာ ခမည်းစွန်ကိုတိုက်ပြီး အဲ့မောအဲ့မှာငါဆွန်ကပြန်သိပြန်သိဘလူးကလည်းမသိဘူးလေကိုတယောက်တည်းလေကိုတယောက်တည်းဘလူးကမသိဘူးအဲ့ဒါဆွန်ကတော့ပြန်သိကိုပြန်လက်လာဟာနောက်တရက်တော့လည်းဆိုတော့သတင်းစာတွေမှာပါလာတယ်ဗျာမလေးရှားအစင်းလိုက်ကြီးပျောက်သွားတယ်လေရင်ကငါဆွန်နဲ့တိုက်ပြီးလို့ပျောက်သွားတယ်လေရင်မငါအခုမှသိတယ်ဗျာ ဟုတ်တော့ အဲ့ဒါတော့မပြောနဲ့နော်ဘယ်သူမှရှောက်မပြောနဲ့နော်ဒါကကိုသိရဟိုအတိပေးရမယ်လူတွေမို့လို့ကိုကအတိပေးတာအဲ့ဒါလေးတခုတော့ဘယ်လိုမှမအောင်နေသလားအဲ့ဒါစိတ်မချရဘူးအိမ်လေးသွားရုံပဲ ဟာအဖေကလည်းရှားရတာဗျာအဖေရှားတာလေအိမ်ကနွားပြောက်တာမှရှားတာလွယ်ဦးမယ်ဗျာ ဟာပြောလို့စပို့ဆိုးနေတာ ဟုတ်တယ်လေနွားတစ်ချက်ရှိနေတယ်သွားကြည့်သိရသေးတယ်အခုအဖေဘယ်တစ်ချက်ရောက်ဘယ်အရက်ကရောက်လို့ရောက်မှမသိဘူး ဟာပေါက်တယ်ပြောတယ်ငါမင်းကလေ အိမ်မှာအခုအဲ့လည်းရောက်နေ ဟမ် အိမ်မှာအဲ့လည်းရောက်နေ ဟမ် အဖေတပည့်သူလာမသိဘူးအမအဖေကိုကတော့မလို့တဲ့ အော်ငါတပည့် ဟုတ်တယ် ငါ့ကိုကြောက်မလို့ ဟုတ်တယ် မင်းနာမည်မမေးဘူးလားဘယ်လိုလဲ ဟဲဥဖုံမြင့်အောင်တဲ့ ဟာ